မုန်းခြင်းတွေလေစိတ်နေအောင်မေဥပြစ်ခါပြူခြင်းမသွေးခံကြရလိမ့်မယ်တရားကတော်ကျိုးတမြေကျိုးတမြေတန်ရုံးစင်ချီနှောင်ပွဲလို့နှွေးတွေးလို့သာအေးပေးစတဲ့သုံးမြတ်တရားတွေကိုယ်စီကိုငါလေးလက်ကင်ထားလို့ညဝေကရဲ့ကျန်နေတဲ့လူဘဝလေးမှာအညို့အာကာရတွေကဝါချလို့မမနာတွေမရှိကြစေလို့တဲ့ကြုံကြရတဲ့ဘုံဘဝဝေချစ်ချင်းမုန်းခြင်းတွေလေစိတ်နေအောင်မေဥပြစ်ခါပြူခြင်းမသွေးခံကြရလိမ့်မယ်တရားကတော်ကျိုးတမြေကျိုးတမြေတန်ရုံးစင်ချီနှောင်ပွဲလို့နှွေးတွေးလို့သာအေးပေးစတဲ့သုံးမြတ်တရားတွေကိုယ်စီကိုငါလေးလက်ကင်ထားလို့ညဝေကရဲ့ကျန်နေတဲ့လူဘဝလေးမှာအညို့အာကာရတွေကဝါချလို့မမနာတွေမရှိကြစေလို့တဲ့မဆိုတရားလေးပါးနဲ့နီးနီးတိုင်ကြစေပွဲဘုံဘဝသူကလေးမှာသောသမျှယခုရှိလာရခဲ့ရင်လာတဲ့လူကဘာကြီးမှာအမုံမြတ်ဆုံးဘဝပါသာသနာနဲ့ကြုံတော့ကြုံတိုင်းကောင်းမှုကုသိုလ်နေ့စဉ်ပြုပါသာနာခြင်းညာတာခြင်းသနာခြင်းအတွေ့တွေတရားမင်းကိုမသွေလက်စုပ်ကိုင်ကထားလို့ထက်ခါကြည်ညာမနောအရေးတကားစသဟာအကြောင်းတတဝဝေနေအပေါင်းမြတ်တာဆန်းရင်ဖြင့်ကကြည်လေးမြတ်မိကင်းကြစေတော်ခြင်းတွေလေစိတ်နေအောင်မေဥပြစ်ခါပြူခြင်းမသွေးခံကြရလိမ့်မယ်တရားကတော်ကျိုးတမြေကျိုးတမြေတန်ရုံးစင်ချီနှောင်ပွဲလို့နှွေးတွေးလို့သာအေးပေးစတဲ့သုံးမြတ်တရားတွေကိုယ်စီကိုငါလေးလက်ကင်ထားလို့ညဝေကရဲ့ကျန်နေတဲ့လူဘဝလေးမှာအညို့အာကာရတွေကဝါချလို့မမနာတွေမရှိကြစေလို့တဲ့ကယုံနာတရားရဲ့မူရိတာပေါ်ကိုပြန်မဆိုတရားလေးပါးနဲ့နီးနီးတိုင်ကြစေပွဲဘုံဘဝသူကလေးမှာသောသမျှယခုရှိလာရခဲ့
တနာခြင်းအတွေ့တွေတရားငါမင်းကိုမသွေလက်စုပ်ကိုင်ငါထားလို့ချက်ခါကြည်ညာမနောအရေးတကားစတဲ့ဟာကြောင့်တတဝဝေနေအပေါင်းမြစ်တာဆိုင်ပြန်ကကြည်လေးမြပေးကင်းကြစေတော့